ပတ်ကိုတပတ်တူချက်ကြတာအခု2ရက်တူချက်ကြတဲ့အဖြစ်ဖြစ်သွားပါပြီဒါတော့အဖြူရဲ့ချင်းရဲ့ဥစီတက်မှာပါလွယ်လွယ်လေးနော်မလာအနှစ်ချက်တာဘာမှမခက်အရင်လွယ်ချင်းစီတက်ပြီးကျမတို့စက်တုံးအဖြူစီတက်မယ်စက်တုံးအဖြူလဲကျမဗမာဥအသေးလေးတွေပဲတုံးလာတာပါဟိုကပုံမွေးပါတယ်ကျမစက်တုံးမင်းနဲ့နန်းနန်းပင်လဲစီမွေးတက်ပါတယ်ဒါပြည့်လဲဆိုတော့ဒီလိုစီမွေးတက်မှသာမလာဟင်းရဲ့အနံ့ရတာပို့ပြီးတော့ကောင်းလာပါရှင်ရှူရအောင်လေးတန်းလာပြီဆိုရင်တော့တစ်ချဘူကောက်ရဲ့ကလပ်ပွေးရဲ့ထည့်ပါလို့ရှင်ဒါတော့တစ်ချဘူကောက်ပါဒါတော့ရှောက်ကောလုံးမှာဒါရလက်တတ်မှာပါအရင်လွယ်ပါတယ်မခက်ပါဘူးနော်အရင်လွယ်တယ်မလာဟင်းစားကောင်းတာမလာအနှစ်ကောင်းလို့ပါအဓိကမလာအနှစ်ပါမလာအနှစ်ကောင်းလို့မလာဟင်းကစားကောင်းတာပါရှင်မလာအနှစ်မကောင်းရင်မလာဟင်းကစားမကောင်းပါဘူးနော်ပြီးတော့ကျမတို့မလာဟင်းတစ်ပွဲကို4,000နဲ့ပဲ4,000ကျပ်ထင်းနေပဲကျမတို့ရောင်းပေးတာပါဒီလိုဆိုတော့အများစားနိုင်တဲ့ဈေးကိုပဲကျမရောင်းပေးတာပါကျမအမြဲနည်းနည်းလေးမှနည်းနည်းလေးပဲယူပါတယ်နော်ဒီကစားနိုင်အောင်အဓိကအစင်မပြေတဲ့လူတွေစားနိုင်အောင်ကျမရောင်းပေးတာပါရှင်ကျမရဲ့မာလာအနှစ်တွေကိုလည်းအနှစ်ကြီးပဲတီးတန့်ဝယ်ယူခြင်းနဲ့ဆိုရင်လည်းရပါတယ်အနှစ်ကြီးလည်းတီးတန့်လည်းကျမရောင်းပေးပါတယ်အစိတ်သားကနေစပြီးတော့ရောင်းပေးပါတယ်ရှင်ဒါတော့ကျမတို့မဆောခဆိုင်ရဲ့2ရက်တစ်ခါချက်ကြတဲ့မာလာအနှစ်ပါရှင်2ရက်တစ်ခါချက်တာဖြစ်သွားပါပြီအရင်တော့တစ်ပတ်တစ်ခါအခုတော့2ရက်တစ်ခါပါဒီတူက2ရက်ပဲခံပါရှင်မာလာဟင်းတစ်ပွဲကောင်းလဲဆိုတာမာလာအနှစ်ကောင်းလို့ပါမာလာအနှစ်ကောင်းမှမာလာဟင်းကကောင်းလာပါရှင်